မန္တလေးတိုင်းညောင်ဦးမြို့နယ်မှာတင်ကား3စီးပါဝင်တဲ့စစ်ကောင်စီစစ်ကြောင်းထိုးနေတာကြောင့်ကျေးရွာ10ရွာကပြည်သူထောင်ချီဟာစစ်ပေးရှောင်နေရပြီးစားနပ်ရိက္ခာတွေလိုအပ်နေတယ်လို့ People Democratic Army ကထုတ်ပြန်ပါတယ်။မနေ့ကဇွန်လ23ရက်နေ့မှာညောင်ဦးကထွက်လာတဲ့တင်ကား3စီးပါစစ်ကြောင်းဟာတောင်စင်းရဲစခန်းကထွက်လာတဲ့အင်အား80ခန့်ပါစစ်ကြောင်းနဲ့ပေါင်းပြီးကျေးရွာတွေဘက်ကိုစစ်ကြောင်းထိုးလာတာပါ။အဲဒီစစ်ကြောင်းနဲ့ပြည်သူ့ဒီမိုကရက်တစ်တပ်အကြား15မိနစ်ခန့်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ PDA ကပြောပါတယ်။စစ်ကောင်စီစစ်ကြောင်းဟာတိုင်မိုင်းကြောင်ထိခိုက်မှုရှိခဲ့ပြီးလက်နက်ကြီးနဲ့ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် PDA ရဲဘော်တအူမစိုးရင်ရတဲ့ဦးကောင်းထိမှန်တရားရရှိခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီစစ်ကြောင်းတွေဟာညောင်ဦးဒေသကတော်လှန်ရေးနယ်မြေတွေကိုမကြာခဏစစ်ကြောင်းထိုးဝင်ရောက်နေပြီးထိတွေ့တိုက်ပွဲတွေမှာစစ်ကောင်စီဘက်ကထိခိုက်ကြဆုံးမှုတွေရှိခဲ့တယ်လို့သိရပါတယ်။မတ်လ28ရက်နေ့ကငလင်တန်တင်ခဲ့တဲ့မန္တလေးမြို့စကိုင်းပီလာအဆောက်အုံတွေကနေဒီကနေ့ဇွန်လ24ရက်နေ့မှာရုပ်အလောင်း9လောင်းထပ်တွေ့ခဲ့တယ်လို့မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ကထုတ်ပြန်ပါတယ်။စကိုင်းပီလာအဆောက်အုံ B အဆောင်အခန်းအမှတ် L9 ကနေအမျိုးသမီး2ဦးရဲ့ရုပ်အလောင်း A အဆောင်နဲ့ B အဆောင်ကြားကနေအမျိုးသမီး3ဦးရဲ့ရုပ်လောင်းတွေကိုထုတ်ယူနိုင်ခဲ့တယ်လို့သိရပါတယ်။မတ်လ28ရက်နေ့မှာ Richter Scale 9.9 အဆင့်ရှိအင်အားအလွန်ပြင်းထန်တဲ့မြေငလျင်လှုပ်ခတ်ခဲ့တာကြောင့်မန္တလေးမြို့နယ်စကိုင်းမြို့မှာအများဆုံးထိခိုက်ခဲ့ပါတယ်။မတ်လ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလျင်တန်းကြောင့်တိုင်းနယ်ပြည်နယ်6ခုမှာ2025ခုနှစ်မေလ18ရက်နေ့အထိသေဆုံးသူ3928ဦးဒီဂိုက်တန်ရာရရှိသူ9104ဦးနဲ့ပျောက်ဆုံးသူ80ဦးရှိတယ်လို့စစ်ကောင်စီကနောက်ဆုံးထုတ်ပြန်ထားပါတယ်။ချင်းတွင်းမြစ်ရေတိုးနေတာကြောင့်လာမယ့်48နာရီ2ရက်အတွင်းဟုံမလင်းနဲ့ဖောင်းပြင်မြို့မှာမြစ်ရေကြီးနိုင်တယ်လို့မိုးစလဌာနကထုတ်ပြန်ပါတယ်။ဒီကနေ့ဇွန်လ24ရက်နေ့နေ့လယ်ပိုင်းမှာတိုင်းတာချက်တွေအရချင်းတွင်းမြစ်ဟာဟုံမလင်းမြို့ရဲ့စိုးရိမ်ရေမှတ်အောင်2ပေခွဲကမှရောက်နေပါတယ်။အလားတူချင်းတွင်းမြစ်ဟာဖောင်းပြင်မြို့ရဲ့စိုးရိမ်ရေမှတ်အောင်3ပေကမှရောက်ရှိနေပါတယ်။နောက်2ရက်အတွင်းမှာချင်းတွင်းမြစ်ဟာစိုးရိမ်ရေမှတ်ရောက်နိုင်တာကြောင့်ဟုံမလင်းမြို့နဲ့ဖောင်းပြင်မြို့နယ်အတွင်းကညီကမ်းပေးနေထိုင်သူတွေမြေနိမ့်ပိုင်းတင်းတွေထိုင်သူတွေနေနဲ့ကြိုတင်သတိပြုရှောင်ရှားတဲ့နယ်လို့မိုးစလဌာနကထုတ်ပြန်ထားပါတယ်။မိုးစလဌာနကထုတ်ပြန်ချက်တွေအရမနက်ဖြန်မှာနေပြည်တော်ပါဝင်ကြံတိုင်းနယ်ပြည်နယ်တွေမှာနေရာအနှံ့ပြမိုးထချုံရွာဖို့ရှိပါတယ်။စကိုင်းတိုင်းအထက်ပိုင်းတနင်္သာရီတိုင်းကချင်ကရင်မွန်နဲ့ရခိုင်ပြည်နယ်တွေမှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်။